ဒါကြီးထမင်းစားရအောင် ကျွန်တော်တို့တွေအပြင်ကလူတွေကိုပဲအချိန်ပေးမိနေသလား ဒါကြီးထမင်းစားရအောင် ဖုန်းမျက်နှာပြင်တွေကစာသားတွေကအနားမှာရှိတဲ့အမေစကားထက်ပိုအရေးကြီးနေလို့လား ဒါကြီးထမင်းစားရအောင် အွန်လိုင်းပေါ်က like တွေထက်အိမ်ကအမေရဲ့အပြုံးကပိုပြီးတန်ဖိုးရှိပါတယ်။သတိမထားမိတဲ့စက္ကန့်ပိုင်းလေးကအကြီးမားဆုံးဆုံးရှုံးမှုဖြစ်သွားနိုင်တယ်။နောက်ကျမှရတဲ့နောင်တဟာဘယ်တော့မှမချိုမြိန်ဘူး ကံကောင်းလို့အမေကိုအချိန်မီပြန်ပြီးဂယူးဆိုင်နိုင်ခဲ့လို့ပေါ့ အချိန်ပြန်ပြီးဂယူးဆိုင်နိုင်ခဲ့လို့ပေါ့ ။အခုကစပြီးဖုန်းကိုချပါ။အနားမှာရှိတဲ့မိသားစုကိုအချိန်ပေးပါ ဖုန်းထဲကကဘာထက်တင့်ကိုတကယ်ချစ်တဲ့အိမ်ကလူတွေကိုဂယုစိုက်ပါ